အားလုံးပဲမင်္ဂလာပါရှင်ခင်အော်ဒီယို channel မှာပြန်ပြန်ရှိုးဆိုလိုက်ပါတယ်ယခုတစ်ခါဖတ်ပြမှာကဆရာကြီးဦးဒုက္ခရေးသားထားတဲ့ပြည်စာမာလေးဆိုတဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြမှာဖြစ်ပါတယ်ကျမအမိကတေးမှာကျမအလောက်ကပြည့်တဲ့စားဟောပြည့်တဲ့စားလို့ဆိုလိုက်တာနဲ့ကျမကိုထင်သေးသွားပြီလားယောက်ျားတကာတို့ကိုကိလေသာကာမနဲ့ဖြူဆွဲဖျားယောင်းမကောင်းမှုဒုစရိုက်တွေဖြစ်စေတဲ့မိန်းမဟုဆွဆွဲတော့မလားရုံမာသောအတန်မွေးဝမ်းကြားဟုနှာခေါင်းဆုံးကြတော့မလားတဏှာတွေဖုံးနေတယ်လို့နှလုံးနာလိုက်ကြမလားဟီဥဒ္ဒပနင်းလာကြီးဟုအကဲဖြစ်လိုက်ကြမလားအလွန်မတမာတိဟုညွှန်ရှာကြမလားကလီပလာမှုမတတိစီဟာလို့ပြောကြမှာလားဒါပေမဲ့ပြည့်တစားဆိုတဲ့အဓိပ္ပာယ်ကိုတော့ကျွန်မပြောပြရစီနော်ပြည့်တစားဆိုတာတိုးတက်စီကားတဲ့တိုင်းကြီးပြည်ကြီးတွေမှာတာယာတဲ့နမိတ်အင်္ဂါတစားတစ်ပါးလို့သတ်မှတ်ကြတာထင်ရှားပါတယ်နောက်ပြီးပြည့်တစားရဲ့ဂုဏ်အင်္ဂါလို့ပြောရင်အပြစ်တင်ကြမှာလားတကယ်တော့ကျွန်မဘဝရဲ့ရှိသင့်ရှိအပ်တဲ့အရေးချင်းအင်္ဂါတွေကမနှဲလာပါဘူးပြောပြစီတော့ရှင်အမျိုးသမီးတိုင်းပြည့်တစားမအဖြစ်တိုင်းပြည်ကရေးချေမြောက်စားလို့မဖြစ်နိုင်ပါဘူးမှန်သောသစ္စာစကားပါရှင်ဒါကကာမဝဇရကုသိုလ်လို့ဆိုလိုက်ရမလားဘဝအကျိုးပေးကုသိုလ်နဲ့အစင်းတရံကြံရင်လက္ခဏာကောင်းခြင်း၅ဖြာပြည့်စုံရမှာကပထမအရေးရှင်ဖြစ်ပါတယ်မမြင်လွန်းမနေလွန်းမဝါလွန်းမပိန်လွန်းမဖြူလွန်းမညိုလွန်းသောအပြစ်၆ပါးကျင်းရပါလိမ့်မယ်အဲ့ဒါကရုပ်ရည်စင်းဝါမြေကလေးကပါလာရမည့်အင်္ဂါဆိုပါတော့အဲ့ဒီနောက်အထာရတယောက်ျားတို့အသက်18ရက်ရှိသလိုအနုပညာကာလအသက်18ရက်ကိုတက်မြောက်ကျွမ်းကျင်ရပါလိမ့်မယ်အမှန်ကတော့ကာလအသက်64ပါရှိပေမဲ့ကျမတို့လိုမင်းအင်္ဂရိကအတိမတ်ပြုခြင်းကိုခံယူရတဲ့ပြည်ကြီးတစားတို့မှာရှိအပ်တဲ့အင်္ဂါ18ပါးကိုပြောခြင်းဖြစ်ပါတယ်နံပါတ်1အကာမျိုးစုံကိုယ်တိုင်ကတတ်ရပါမယ်သူတစ်ပါးကိုလည်းသင်ပြနိုင်ရမယ်ဘာအတိမှုတ်နံပါတ်2အတိမှုတ်မျိုးစုံတိခတ်နိုင်ရမယ်ဒီအထဲမှာဂီတသချင်းသိဆိုမှုနဲ့အကျုံးဝင်ပါတယ်နံပါတ်3လူတို့နဲ့သင့်လျော်အောင်အခါရာသီအလိုက်အဝိတ္တစာကိုစင်ရင်ပေးမှုကိုယ်တိုင်လည်းစင်ရင်တက်မှုနံပါတ်4ရုပ်နဲ့လိုက်အောင်အမုန်းအချေအပြင်အစင်အခုအခေါ်တော့မိတ်ကပ်ပေါ့နံပါတ်5အိယာကရင်စသည်တို့ကိုတင့်တယ်အောင်စီရင်ခြင်းပန်းပွင့်ပန်းနယ်များကိုတင့်တယ်အောင်ပြုပြင်ခြင်းနံပါတ်6လူအမျိုးမျိုးတို့အားကလူကြည်စေခြင်းဖြင့်နှစ်သက်စေမှုနံပါတ်9ပြောပြစီတော့ဦးနိဆန်နှင့်ကရောပါရဲ့နေရာအမျိုးမျိုးတို့၌နေအမျိုးမျိုးဖြင့်ကာမမှိတော်ပုံတို့ကိုတည်သောအသက်နံပါတ်8တည်တရဲ့အမျိုးမျိုးတို့ကိုပြုလုပ်ရောဆက်မှု၌လိမ္မာခြင်းနံပါတ်9ဒဏ်ရာလေးမြားကြည်စံတို့ကိုခွဲစိတ်ကုသခြင်းနံပါတ်10အချက်ပြုတ်မှန်သမျှကျွမ်းကျင်လိမ္မာသောစဖို့အတက်နံပါတ်17ပကြီးပညာနံပါတ်12နိုးထောဘဲတို့ကိုစီရင်တက်ခြင်းအတက်နံပါတ်13အင်ကြီးအဝင်စားတို့ကိုလှပစမ်းခြင်းအောင်ချုပ်လုပ်ခြင်းနံပါတ်14အိမ်တွင်းတကာစင်ဤပရိဘောဂထားတော်ဤနံပါတ်15အစင်သခင်ညီယောက်ျားတို့ဤစိတ်တိုင်းကြအောင်ပြုစုလုပ်ကြွေးဤပရိရဲ့နံပါတ်16ကလေးသူငယ်တို့အားဆောက်ရှောက်မွေးမြူချုံမော့ထိန်သိမ်းရေးနံပါတ်19ဘာသာမျိုးစုံကိုရေးနိုင်ဖတ်နိုင်ခြင်းနံပါတ်18ကိုးရခြင်းအတက်ကဲအဲ့ဒီအတက်တို့ကိုအကဲခက်ကြည့်ကြစမ်းမှာလွယ်လွယ်ကူကူပေါ့ပေါ့ဆဆပြက်ပေါ်လော်လဲနေုံများနဲ့ဤပညာတွေကိုမရနိုင်ပါဘူးအဘက်တကုတ်စ조사အားထုတ်ပြီးသင်ကြားရပါတယ်ပြည့်တစားဆိုတာလမ်းမပေါ်ကဂလေးကိချင်းမင်းပါလို့ထင်ရင်မှားပါလိမ့်မယ်ရုပ်ရည်ချုံမွေးတလောက်ဉာဏ်ပညာအရေးတွေတောက်ပြောင်ရပါတယ်အမျိုးနွယ်အားဖြင့်လဲဂုံတည်ရှိမင်းမျိုးမူးမတ်မျိုးဖြစ်ရပါဦးမယ်ကျမ၏မိခင်ဖြစ်တဲ့တလဝတီကိုကြည့်ပါတော့ဝေဒာလီပီမှာကဏအမေကြီးတဝူဤသမီးအမပါလီဆိုတဲ့ပြည်ရစာအမျိုးသမီးကြောင့်တိုင်းပြည်သားရနေပါတယ်လို့ကျမတို့ရာဇဂျိုကခရီးသားကုန်သည်ကြီးတွေကရှောက်ထားသတင်းပေးကြတဲ့အတွက်ဘယင်ဗိမိတာရာမင်းကြီးက
မူးမှန်မျိုးဖြစ်တဲ့ကျမ၏မိခင်ကိုပြည်ကြီးတစားအဖြစ်ခံထားတတ်မှတ်လိုက်ခြင်းဖြစ်ပါသည်ခရီးသွားကုန်တဲ့ကြီးတွေဟာအမှန်မှာတော့မိမိတိုင်းပြည်အတွက်ကုန်ကူရင်တိုင်းပြည်ရေးရာတရှိုကြီးတွေလည်းဖြစ်ပါတယ်ကျမ၏မိခင်မှာဘယင်ဧကရစ်ကတတ်မှတ်ခံထားတာဖြစ်လို့ဥယျင်ပန်းချံဗိမာန်ယထာနှင့်တကွအခါစားအချွေအယံမိမပြိုကလေးများစွာအပြင်အဆောင်အလျှောက်အယံအတာအလုသမားအမှုထမ်းတို့နှင့်ပြည့်စုံခမ်းနားစွာနေရပါတယ်။တွာလာဝင်ထွက်ဆက်ဆံခွင့်ရသူများလည်းသေးသိမ်နှုံမွဲတဲ့စင်ရသားများမဟုတ်တဲ့ဂုံတရေရှိတထွေးတကြဲများကအနေဆုံးအတန်းစားများဖြစ်ပြီးတိုင်းရေးပြည်မှုကြည့်ရှုရှိမှန်ရတဲ့မင်းကြီးမင်းသားမူးမှန်များပြည်တွင်းပြည်ပရန်ကိုခုခံရှိတဲ့အောင်ပွဲရလာသည့်စီရေးရှိရာစစ်ဗိုလ်ကြီးများတိုင်းတစ်ပါးမှလာကြသောဧည့်သည်တော်တန်တမန်ကြီးများဒီလိုပုဂ္ဂိုလ်များကိုအခက်အပန်းဖြေစီရခြင်းဖြစ်ပါတယ်လူအမျိုးမျိုးဇရိတ်အဖုံဖုံဝါဒနာဆုံးဖြစ်တဲ့ပုဂ္ဂိုလ်အသီးသီးကိုလိုက်ရောညီထွေจิตတက်စေဖို့ကကျမပြောခဲ့တဲ့အတတ်ပညာ18ရက်ကို24မှာရပါတယ်ကိလေသာကာမယာဂတဏကိစ္စတစ်ခုသာမဟုတ်ဘဲမင်းမှုထံစစ်မှုထမ်းများကိုနိုင်ငံတော်အတွက်ကြိုးပမ်းတဲ့ထက်ကြိုးပမ်းနိုင်ကြအောင်အားပေးသွေးထိုးရတာမျိုးများရှိတယ်လို့နိုင်ငံရဲ့ခြားတိုင်းတစ်ပါးကဧည့်သည်တော်တမန်အမတ်ကြီးများထံမှလှုပ်ဝက်တဲ့မျိုးစုံကိုလည်းအိတ်အောင်မင်းမြန်စုံစမ်းတိခောက်ယူရပါတယ်။ဒါကြောင့်ဘာသာအမျိုးမျိုးစာအမျိုးမျိုးကိုပြောနိုင်ဆိုနိုင်ဖတ်နိုင်ရေးနိုင်ရမယ်ပေါ့။တကယ်ဆိုတော့ကျမတို့မှာနိုင်ငံဝန်ထမ်းဌာနတစ်ခုလို့ဆိုနိုင်ပါလိမ့်မယ်။ကျမ၏မိခင်မှာတခါကဘရင်သားတော်အဖေရမင်းသားကိုဆွဲ၍ကိုဝင်ရခဲ့ပါလေ။ဝင်းဖွားလာတဲ့အခါတားယောက်ျားကလေးဖြစ်နေတော့ကလေးရဲ့နောင်ရင်ဂုံသိမ်းမမေးရအောင်ဖခင်အဖေရမင်းသားကိုယ်တိုင်မွေးစားဖို့အစီအစဉ်လုပ်ရပါတယ်။အဖေရမင်းသားကလည်းသူ့ရင်သွေးဖြစ်ကြောင်းသိလေတော့ဇီဝကဟုအမည်ပေးပြီးကောင်းမွန်စွာမွေးစားခဲ့ပါတယ်။ကျမကိုမွေးဖွားတဲ့အခါမှာတော့သမီးမိန်းကလေးဖြစ်တဲ့အတွက်သူ့အရိုက်ရာကိုစက်ခံနိုင်အောင်ပညာဆွဲဆုံးသင်ကြားပေးခဲ့ပါတယ်။မိခင်ကြီးကိုလွန်ပြီးတဲ့နောက်ကျမ၏အကိုကြီးကတမားတော်ကြီးဇီဝကဟုထင်ရှားကြော်ကြားနေသလိုကျမမှာလည်းရာဇဂျိုဘီကြီးမှာရုပ်ရှင်းတံကြံရင်လက္ခဏာဗဟုသုတအပြာပြာနှင့်ထင်ရှားကြော်ကြားသောမင်းအတိမှတ်ပြုတိုင်းပြည်ဝန်ထမ်းပြည်ကြီးတစားဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်။ဒါအကြောင်းပြည်တစားဟူ၍အောက်တန်းစားပညာမဲ့မဟုတ်ကြောင်းပြောချင်ပါတယ်။ကျမမိခင်သာလျှင်ကွယ်လွန်အနိစ္စရောက်သွားခဲ့တော့လေကျမမိခင်နှင့်ခေပြိုင်တန်းသူအမပါလီအမျိုးသမီးကြီးဒီကားဆိုလည်းရင်ဝေဒါလီဘီကမူကြီးမယ်ကြီးပန်နစ်ပညာရှိကြီးများထက်အရေးရှိတာလွန်ထားတဲ့ဗုဒ္ဓသမီးတော်ထိန်မေကြီးဖြစ်နေရပြီလေဒါကိုထောက်စားလို့ကျမတို့ကိုအထင်မကြီးကျင်လျင်နေပါအထင်တော့မသေးပါနဲ့လို့ကြောင်ကျိုသိမြင်လူသခင်ကတို့ကနေ့စဉ်မပြတ်တင်ကြားသည်ရှိသောတရိษံမွေဒေါမှကြက်တူရေးပင်ဖြစ်တော်လဲလူတို့ဘာသာထွေလာထူးပြလူစကားကိုတာယာမြည်ကြွေးဆိုတတ်ပါသေးသည်မငိမ်လှုပ်ချောက်တောထဲမှမြောက်တို့ပင်လျင်လှပရင်ကြီးကတတ်ပါသေးသည်ထို့အတူရှင်တော်ဗုဒ္ဓဟောဖော်ပြတဲ့ဓမ္မအယတာများကိုခံစားနာကြရတဲ့တဏှိကြလျင်ဓမ္မအဖို့အရာမှာအဖေကြောင့်နှုံနီးအမြင်မေး၍မရင်ကျေးပဲရှိနိုင်ပါမလဲရှင်တနေ့သောနနခင်းအခါကကျမရဲ့တီးတဲ့တင်စာလီဆောင်အတွင်ခင်ထားအပ်သောဂရင်ပေါ်မှာအတာအယာလဲလျောင်း၍နေပါသည်ကျမရဲ့အချွေအယံမိမပြိုတယောက်ကဒေါင်းမီရက်နဲ့ခတ်ပြီးနေ၍တဦးကတော့ကျမ၏လက်သေးများကိုစပယ်ဟူးလေးကလေးများနဲ့တူအောင်ကိုက်ညက်ပေးနေစဉ်ဝင်တဦးကတော့ခြေရင်းကထိုင်၍ခြေသေးကလေးများကိုဒန်းဆုပ်ပေးနေပါသည်ကျမရဲ့ခါပေါ်မှာပါးလွှာတဲ့ပိုးသားကလေးသာရောဤရောရဲတင်းထားပါသည်အဲ့ဒီပိုးသားအောက်ကကျမရဲ့ဖြောင်ရှင်းတဲ့ပေါင်တံကိုအမျိုးသမီးတဦးကမှုကြိုင်သောနန္တာစီနဲ့လိမ့်ကြံနှိမ့်ငယ်ပေးနေပါသည်မနီမဝေးမှာစောင်းအတီးတင်နေကြတဲ့ကလေးမလေးများကဖြစ်ဆောင်းချင်းများကိုထန်တာဖြည့်ဆွဲ၍လက်တံပြနေကြစေအခါဖြစ်ပါ၏ထိုအတော်အတွင်းမှာအိတ်ခမ်းအပြင်ဝဲတာဝန်ကျနေသောမင်းမပြိုလေးကအိတ်ခမ်းတဲ့ကမန်းကရန်ဝင်လာခဲ့ပြီးကျမရဲ့အိယာဘေးမှာပတ်စစ်ဒူးတုတ်ထိုင်လိုက်ရင်မ
မကျမတို့ဥယျာဉ်တွင်းကိုယထာပေါင်းချုပ်တစင်းဝင်လာပါတယ်ဟဲ့ဒီအချိန်မှာဘယ်ဧည့်သည်များကလာနေတာလဲငါစီကိုကြိုတင်အချင်းအဆိုမရှိဘဲနဲ့ဘယ်တဦးတယောက်မှမလာရဘူးဆိုတာပြောလိုက်သူငယ်မလေးကတက်လက်ဖြက်လက်စွာထထွက်သွားပါသည်သို့တော်သူမကြခင်ပြန်ဝင်လာပါသည်မဧည့်သည်ကအလွန်ကြက်တည်ရှိတဲ့အမျိုးသမီးတဦးပါသူအခုအဆောင်ဝလေကားမှာယထာကအစင်းနေပါပြီဟေးမျိုးသမီးတူကျမကအထူးရှမ်းနေသောကြောင့်လေလျောင်းနေရမှအသားရထားလိုက်ရာအနှိမ့်တယ်မာလေးကအဖေးမပြီးထူပေးလိုက်ပါသည်ဘာကိစ္စတဲ့လဲဘသူဆိုတာတွားမေးကြည့်ဦးငါအချိန်တွေအလကားမဖြုံးနိုင်ဘူးဟုတ်ကဲ့မကျမကအပေါ်ယုံအင်ကြီးခပ်ဘဝကိုလှမ်းလင်း၍တောင်းလိုက်သည်အရေးအကဲကိုတိတက်ကြသောအချွေရန်တို့ကစပန်နဲ့တင်းထားသောကောထုံဘရစ်ဘိုးအပေါ်အင်ကြီးအယုံအင်ကြီးကိုတယောက်တစ်ဖက်ကိုင်ကအစင်သစ်ဝေပေးလိုက်ကြသည်တရဖီနဲ့ထုံသောခေါင်းလျှော်ရည်ဖြင့်လျှော်ထားခါစားကျမ၏ဆိုင်ငေသားတို့မှာပခုံးတစ်ဖက်တစ်ချက်ကရောကြကော့ကြ၍ဒူးဖျားဝဲဖောက်အုပ်နေကြသည်ကျမရှိဝဲလာရေးထောင်ပြသောကျေးမုံပြင်ဝဲကျမ၏မျက်နှာအသွင်ပြင်ကိုတစ်ချက်ကြည့်လိုက်ပါသေးသည်မအဲ့တဲ့အမျိုးသမီးကမနဲ့သာတွေ့ပြစေလို့တောင်းဆိုနေပါတယ်ကိုကြီးကိုရာကိစ္စတစ်ခုပါလာတယ်လို့လည်းပြောပါတယ်ဘာပဲဖြစ်ဖြစ်အထန်တန်းကြသဘောတကာရကောင်းတာကိုတော့ကျမပြောမိပါတယ်သူ့အမူအရာဟာခင်မင်နှစ်လိုပဲရှိပါတယ်မလီငါထက်များလှနေပလားကွယ်ကဲမှုရက်ရီဖြော်ရည်ကလေးများနဲ့အဲ့ခန်းမှာဝတ်ပြုထားလိုက်ကြမကြမတင်အခန်းကြီးထဲကိုကျမဝင်သွားပါသည်စိတ်ပြီးမှလုံသောဆန္ဒကူးညောင်ဆောင်ပေါ်ဝဲကျမနှင့်အသက်အရွယ်မတိမ်မယိရှိသောမိမပြိုကိုမြင်လိုက်ပါသည်သူကမှကျမကိုမမြင်သေးအဖိုးထိုက်တန်သောပရိဘောဂနှင့်မုန်းမဲ့ချဲလဲထားသောအစဉ်အပြေများကိုစိတ်ဝင်စားနေပုံရသည်ထို့ကြောင့်သာပင်ကျမလောက်မလာတော့လဲချက်တည်းရှိသောသူ့မျက်နှာ၏ထူးခြားချက်ကိုကောင်းစွာသတိပြုနိုင်လောက်အောင်အချိန်ရလိုက်ပါသည်ကျမကလေးတွဲရင်နွယ်သောခြေလမ်းဖြင့်သူ့အပားကိုရှောက်သွားပြီးကကျမတီးမှာပါဟုနှုတ်ဆက်လိုက်ပါသည်သူကကျမကိုကြည့်၍တခဏကလေးလောက်အံ့ဩသွားပုံရပါသည်နောက်မှခင်မင်သောအပြုံးကိုဆောင်၍မတ်တက်ထားလိုက်ပါသည်ဒီလောက်လာတာဟာတီးမှာပဲဖြစ်များမှာပေါ့ကျမကတော့ဥဒရာပါသူကသူ့ကိုယ်သူမိတ်ဆက်ရင်လက်နှစ်ဖက်ကိုကမ်းလင်ပါသည်သူကန်းလင်သောလက်နှစ်ဖက်ကိုကျမကကြီးနက်နက်ကြီးကိုင်း၍နှစ်ယောက်သားရှင်ထိုင်မိကြပါသည်သူသည်အစဉ်အတန်းအနည်းအမြင့်ကိုပဌာနာပြုဖို့မရမိမတို့မြည်သည်ဝင်တိုခြင်းမစ္စရိယပွားခြင်းတစ်ဖက်လူအားနှိမ့်ချခြင်းဖြင့်သာမာနတွေ့ကြပါသည်ဥဒရာလို့ကျမကြားဘူးနေတာတော့ကြားပါဘောဟုတ်ကဲ့သူမနတထေးကြီးရဲ့ချွေးမပါအော်နန္ဒတဟေးကလေးရဲ့တထားကျင်ရပေါ့နော်ဟုတ်ပါတယ်ဒီမှာကျမယောက်ျားကိုများတွေ့ဘူးပါသလားအိုးသူခမညာကိုအထင်မမှားလိုက်ပါနဲ့ကျမအပားကိုသူမရောက်ဘူးပါဘူးကျမကရေသွင်းသွေးလိုက်တော့အခါကျမစကားကိုတန်တရားကင်းစွာလက်ခံပါသည်သူတီးမာနဲ့မတွေ့ဘူးလားကျမအတွက်နစ်နာတာပဲဘာကိုဆိုလိုတာလဲမိတ်ဆွေရဲ့ဤအတွင်ကျမရဲ့အချွေအရန်မနှောလင်ပန်းဝဲရွှေခွက်နှစ်ခွက်နှင့်ထက်လာရသောမှုရဖြီများကိုတယူတရေပေးလာ၏ကျမကဥဒရာအားရိုသေးတစ်ခွက်လှမ်းပေးလိုက်ပြီးကျမကတစ်ခွက်ကင်ထားလိုက်သည်အခြေအရန်ဂိရိကလည်းမနှောလင်ပန်းကိုရင်ဝဲပိုက်လျက်မတ်တက်ဆောင်ရက်ကအစီအပါးကိုခံယူလျက်ရှိသည်ဥဒရာသည်ထိုမင်းကလေးအားပြုံးကြည့်လိုက်သည်ကျမသူ့ဆန္ဒကိုချက်ချင်းသိလိုက်ပါသည်မင်းသွားနိုင်ပြီကွယ်ငါလိုတော့မှခေါ်လိုက်တော့မယ်နော်မိမပြိုလေးကရွတ်ကြွနောက်တဆုပ်ဖြင့်အခန်းတွင်မှကွယ်ပြောက်သွားသည်တီးမာနဲ့သာတွေ့ဘူးရင်ကျမလက်ကြီးဥပုပ်ပြုနိုင်မှာပေါ့ခုကျမကိုကူညီပါလို့တောင်းပန်ရအောင်လာခဲ့တာပါပဲတီးမာသူကကျမအဖျော်ရည်ကိုဦးစားပြု၍တောက်ရန်ရွှေခက်ကိုမြောက်ပြလိုက်သည်
ကျမကအရှင်ဘီဘီသူ့ကိုပြန်၍ဦးစားပေးလိုက်ရသည်ထိုအချိန်မှသူကနှခမ်းမကလေးများသာစွတ်အောင်ရွှေခွက်ကိုပင့်လိုက်ပြီးညင်ကျေးမှုကိုအတော်ယူသည်ပါကလားဟုကျမမှတ်ချက်ချလိုက်မိပါတော့သည်အမကြီးစကားကြားရတာကျမထူးဆန်းနေတယ်ဂုံတွေရှိတဲ့ဇနီးမယားမှန်သမျှသူတို့လင်သားကိုကျမစီမတော်မလာကြအောင်ပဲထိန်ကိုချုပ်ချယ်ထားလေးရှိပါတယ်အမကြီးကတော့အမကြီးခင်မွန်းနဲ့ကျမကိုတွေ့ပေးစီခြင်းတဲ့သဘောလား။အော်ခွင့်ပြုပါနော်။ကျမရှင့်ကိုအမကြီးခေါ်ချင်လာတယ်။ခေါ်ပါညီမငယ်အမကြီးဝမ်းသာပါတယ်။ညီမငယ်ကအမကြီးထက်တောင်လှပပြိုမြင့်နေတာပဲ။အမကြီးဂုဏ်ယူပါတယ်။ဒါထက်ရိုင်းတယ်လို့မထင်မေးပြရစီ။ငါညီမရဲ့အဖိုးစားနာကဘလောက်တတ်မှတ်ပါတယ်လဲ။အော်ကျမကဂုံကြီးစွာမပွင့်တပင်လေးရေပြဲလိုက်သည်ဒီရစကြိုပြီးမှကျမရဲ့အဖိုးစားနာကိုမကြားဘူးတဲ့လူမရှိပါဘူးတနေ့ကိုအသက်ပြား1000ဆိုတာလမ်းတွင်နန်းပြင်သိနေကြပါတယ်အေးလေအမကြီးကတော့အမျိုးသမီးပေကိုကမစ္ဆနတနီဝရဏတွေကိုဂယုမဆိုင်ကြောင်းလဲညီမလေးရေးမိပါတယ်ဧကနာအမကြီးဟာဗုဒ္ဓရဲ့အဘိဓမ္မာကိုတက်ဝင်ယုံကြည်နေရမှတ်တယ်။မနဲ့ပြောပါလေညီမရဲ့ညီမကမယုံကြည်ဘူးလား။တနေ့နေ့တော့ယုံကြည်လားမလားတော့မသိဘူး။ဟုတ်တာပေါ့ညီမရဲ့ညီမရဲ့ပတ်ဝန်းကျင်နဲ့ဗုဒ္ဓရဲ့အဘိဓမ္မာဟာဆက်ဆက်မှုရတဲ့တနေ့ဖြစ်မှာပေါ့။ဝေဒါလီကအမ္ဘပါလီအမျိုးသမီးဟာညီမတို့လိုပဲလေသူကတော့ဖျားသာသနာတော်ကိုရာဝင်ပြီးခိနာတဝရယဟန္တာမကြီးဖြစ်သွားတယ်လို့ကြားပါကလားသူ့အသက်ကကြီးလာလို့ထင်ပါရဲ့ကျမရဲ့မိခင်ထဲမှာသူကတရေတဲ့ကိုထားပါတော့ကျမအမကြီးအတွက်ဘယ်လိုဆောင်ရွက်ပေးရမလဲပြောတာပြောပါဥဒ္ဒရာကဘာမှမပြောခင်ကျမကိုပြုံးကြည့်နေပါသေးသည်ပြောရမှာတော့အားနာတဲ့တီတီမှာကျမခင်မွန်နန္ဒတထေးသားကလေးဟာသူ့ဖခင်သူ့မနတထေးကြီးလိုပဲဗုဒ္ဓရဲ့အဆုံးအမကိုလက်မခံသေးဘူးကျမကတော့ကျမရဲ့မိဘကဆင်းသက်ပြီးယတနာသုံးပါးနဲ့ဒါနသီလဘာဝနာကိုအားကိုးပြုပြီးနေတယ်ဒါပေမဲ့သူနဲ့အကြောင်းပါတဲ့နေ့ကစပြီးအထင်ကပုတ်ဥပုပ်ကိုဆောင်တဲ့ပြမပေးပဲသူ့ကိုယ်သာနေရှိသမျှလှုပ်ကြွေးနေရတယ်လေကျမကသူစကားဆုံးတော့ခက်ခနဲ့ရီလိုက်မိပါတယ်ကျမအဖြစ်ကရီစရာကောင်းတယ်တော့ဒီမှာမဟုတ်ဘူးအမကြီးကျမပြည့်ရည်ပြူတာမဟုတ်ပါဘူးအမကြီးရဲ့ခင်မွန်းဟာအမကြီးကိုဘလောက်ချစ်တယ်ဆိုတာရေးမိနိုင်လို့ရေးမိတာပါဒါချစ်တယ်ခေါ်သလားဒီမှာအိုးတဲ့နာတဲ့တေးတဲ့အထိသူချစ်နိုင်မှာမဟုတ်ပါဘူးအစင်းလာတော့အရွယ်နှုတ်ပြိုတော့ကျမ်းမာတန်ဆန်းတော့တာချစ်စရာလို့သဘောထားလိုက်တာပါတကယ်ဆိုတော့သူ့ကိုယ်တောင်သူမတည်သေးပါဘူးဒါစဉ်းစားစရာပဲကျမအမေအရွယ်လွန်သွားတဲ့အချိန်မှာဘယ်သူမှအရေးမဆိုင်ကြတော့ဘူးပြိုမြင့်စင်မှာလူတိုင်းအနမ်းခံရတဲ့ပန်းကလေးလိုဘဝကအိုလာတော့အမိတ်တရိုက်လိုသဘောထားလာကြတယ်ကျမရဲ့ဒီအလှပနဲ့နုနယ်ပြိုမြင့်ရှိဟာလဲဘလောက်များကြာခံမှမလဲနောက်9နှစ်နောက်10နှစ်ကျမကအထိတ်တလန့်နဲ့ရှေ့ရေးကိုတွေးမိနေသောကြောင့်စကားစားပြတ်နေကြသည်ဘာတွေများတွေးနေတယ်လဲတီတီမှာလှလုံးနဲ့မိတ်ကလေးကိုစရာအကြောင်းပြောမိတာစိတ်အနှောက်အယှက်ပြီးရများကြသွားပလားကျမစဉ်းစားမိတယ်ဆိုပါတော့ဒါပေမဲ့အခုလှနေတာလေးကိုတော့ကျမကျေနပ်နေသေးတယ်လေပြဖို့တော့ကျမ၏လက်မောင်းကလေးကိုတုံးတက်ရင်ပြောလိုက်မိတယ်ဟုတ်ပါတယ်ကျမလက်မောင်းကလေးဟာအသားရည်ကရွှေလိုဝင်းနေပါတယ်အယိုးအစ်စ်မပေါ်ပဲတွယ်ပြောင်းရွှေငပြောပင်ကထွက်လာတဲ့အဆိုကလေးလိုနူးညံ့တန့်စင်နေပါတယ်ရွှေရောင်ပြင်းနေတဲ့အမွေးနုကလေးများကခက်ရေးရေးကလေးရှိပါတယ်ဥဒ္ဒရာသည်ကျမရုပ်ပဒါဒကိုကျမတတ်မှတ်နေကြောင်းသိ၍ဂယုဏတတ်သောအပြုံးဖြင့်ခေါင်းတဆက်ညိတ်နေပါသည်ကျမသူ့အရေးကဲကိုသိ၍ချစ်စနိုးစွာစကားဆက်လိုက်ရသည်ကဲလေကျမဘယ်လိုကူညီရမလဲ15ရက်တိတိကျမအိမ်မှာလာနေပြီးကျမကိုစားနန္ဒတထေးသားကိုပြုစုလုပ်ကြွေးပေးပါတီတီမှာ
ကျမဗုဒ္ဓကိုအိမ်မှာစွန့်ပင့်ကြွေးခြင်းနဲ့အထင်ကသီလစောက်တည်ခြင်းနဲ့တရားနာခြင်းနဲ့တိရိမာအတွက်ကြားတဲ့ငွေ15000ကိုအခုပေးသွင်းခဲ့ပါမယ်။နေပါဦးလေအမကြီး15ရက်တောင်ညားလာကြီးနောက်ပြီးတော့အမကြီးရဲ့ခင်မွန်းကကျမကိုနှစ်သက်လိမ့်မယ်လို့အမကြီးပြောရလို့လားဟုမချိုမချင်နှင့်တမင်တွေးတိုးစမ်းကြည့်လိုက်သည်အမလေးလေးငါညမောလာလှတာရာဇကြိုမှာအရှားသားကလည်းကွယ်ဒါကိုလက်ခံမှုဆိုရင်ကာယကထာတတိအမြဲရှိနေတဲ့ယောဂီသာဖြစ်တော့မှာပေါ့အမကြီးခင်မွန်ကြောင့်အမကြီးသိပါတယ်ဥဒရာကပြုံးယုံသာပြုံးလိုက်စေကမှုကျမကညိုးညိုးညံ့ညံ့ကလေးဖြစ်အောင်ရွယ်၍သူ့ရှိဝဲမတ်တက်ထားလိုက်ပါသည်ခြေနဲ့စွာလှုပ်ရှား၍ခါကလေးပေါ်သို့လက်နှစ်ဖက်တင်းကတလန်းနှလန်းရှောက်လိုက်ပါသည်မြင်းမိသာမေးလိုက်သည်ကျမရဲ့ယူပါယုံကွန်ချက်ကထွက်ပြေးနိုင်သောသူအလွန်ရှားသဖြင့်သူ့ယောက်ျားလည်းဘာသာနဲ့ထုသည်နည်းဟုသိပြီးဖြစ်ပါသည်ဥဒရာကလက်ခုပ်သုံးချက်တီးလိုက်ပြီးအခန်းကြီးအပြင်ဝဲစောင်းနေရခဲ့ရသောသူ့အချွေရန်ကငွေထုတ်ပိုက်ပြီးဝင်လာပါသည်ဟောဒီမှာငွေ15000မှတီးပြီးမှအမကြီးရဲ့ကုသိုလ်ကမ္မပထကိုကူညီတဲ့အတွက်ညီမမှလည်းကောင်းမှုရဲ့အထောက်ပံ့ဖြစ်ပါလိမ့်မယ်ကျမကတော့ဇနီးတဲ့တယောက်ကသူခင်မှုအတွက်ကိုယ်တိုင်လာခေါ်ရတယ်ဆိုတာပဲခုံယူခြင်းပါတယ်ဒါပေမဲ့ကျမဘဝဟာပုဂ္ဂလိကပစ္စည်းမဟုတ်တော့အမကြီးတီကောင်းမာရဲ့15ရက်တော့ကျမအချိန်ပေးနိုင်မှမလားမသိဘူးကောင်းပါပြီဖညမဆန္ဒရှိရာပြည့်စုံပါစီတော့မနေ့ပြန်မနေ့ရထားလွတ်လိုက်ပါမယ်အိုးကိစ္စမရှိပါဘူးကျမရထားနဲ့ပဲလာခဲ့ပါမယ်ဥဒရာကကျမလက်နှစ်ဖက်ကိုလှမ်းကန်လိုက်ပြန်ပါသည်ကျမကသူ့ကိုတွဲဖက်ရင်ရထားပေါင်းချုပ်အပေါ်အရောက်လိုက်ပို့လိုက်ပါသည်သူရထားဥယျာဉ်မှထွက်သည့်အထိပြုံးကြည့်နေမိသည်ကျမ၏မြင်းဖြူလေးကောင်ပါသောယထာကနန္နာတထေး၏တိုက်ဝါသို့စိုက်လိုက်ပါသည်ယထာနောင်မီတွင်ရက်ပါလာကြသောအမှုထမ်းနှစ်ယောက်ကလင်းမြန်တက်လက်စွာဆင်း၍တကားဖွင့်ပေးလိုက်သည့်အချိန်ဝဲဥဒရာသည်တိုက်တွင်းမှအစောတနှင်းပြုံးပြုံးရွှေရှင်နှင့်ထွက်လာကယထာဘော်ကကျမအားသူ့လက်နှစ်ဖက်ကမ်း၍လှမ်းကြိုလိုက်ပါသည်ကျေးဇူးတင်လှပါတယ်အမကြီးကျမကသူ့ယူရမှုကိုအတိမတ်ပြုကာယထာပေါ်မှဆင်းလိုက်ပါသည်အစဉ်သေးရှိနေသောသူ့ချွေရန်တင်မင်းများကကျမ၏တန်တင်းတစ်တာများကိုကျင်လဲစွာတွေ့ယူသွားကြပါသည်အလှအပအတုံးအဆောင်အဝိဒစာများပင်ဖြစ်ပါသည်ကြီးမားကျယ်ဝန်းသောခမ်းမကြီးသို့ရောက်လျင်အိမ်မှုလုံသားယောက်ျားမိန်းမအကုန်ကျမကိုကြည့်၍အထူးဆန်းတဖွဲအံ့ဩနေကြပါသည်တိုးတိုးတိတ်တိတ်ချောင်းမြောင်းကြည့်သူများလည်းအများအပြားဒီကြားတဲ့နာမည်ကြီးမားသလောက်လှတကိုယောက်ျားတယောက်၏အတန်ကကျမကိုဝေဖန်နေသဖြင့်နာနာတထေးဖြစ်လေမလားဟုခေါင်းငဲ့၍ကြည့်လိုက်မိသည်အတော်သာနာသောဝေဖန်သည့်ယောက်ျားကသူစကားသူဆက်စနိုး၍အခန်းတွင်မှခတ်ရှိုးရှိုးထွက်သွားသည်ကိုမိန်းကလေးများကကြိတ်ပြီးရေးလိုက်ကြပါသည်တထေးမင်းအပေါ်ဆောင်မှာရှိပါလိမ့်မယ်တွားကြရအောင်တော့ကျမကစကားမပြန်မဲခေါင်းကိုစက္ကနဲ့နှိပ်ပြလိုက်ပါသည်ပိုလုံးကြီးများဖြင့်ကြီးမားကျယ်ဝန်းသောလေကားကိုနှစ်ယောက်သားတက်လာခဲ့ကြသည်လေကားထိပ်အပေါ်ဆောင်တွင်အစဉ်သေးရှိနေကြသောမိမပြိုနှစ်ယောက်ကကျမတို့အားအယိုအသေးပေးလိုက်သည်ညီတို့အရှင်အခန်းတွင်မှာပဲလားဟုတ်ပါတယ်တခင်မအဲ့တဲ့အတွက်လဲဤအခန်းနဲ့ကက်လက်အဆောင်မှာပြုပြင်ထားပြီးပါပြီအေးမင်းတို့လွတ်လပ်စွာနေကြတော့ခန်းဆောင်ကြီးတစ်ခုကိုဖျက်ဆီးသွားပြီးနောက်ဂရီပါတပြေနုရောင်စီးထားသည့်အတွင်ခန်းထဲသို့ဥဒရာကရွှေ့ဆောင်ပြုပြီးဝင်သည်ကျမကသူ့နောက်ပါမကြတကြားကလိုက်သွားသည်ကျမထက်9နှစ်လောက်သာကြီးမီဟုခမန်းရသောတထေးကလေးကိုတက်လွန်ညောင်ဆောင်တစ်ခုပေါ်တွင်တွေ့လိုက်ရပါသည်
သူသည်တေအရက်ကိုရွှေကန်းနှင့်တောက်နေစေဖြစ်သည်ကြံရင်လက္ခဏာမှာခံညားရည်မွန်၍အပူအပင်အကြောင်းအကြစိတ်သောကကိုသူ့အစ္စဒသွင်းသို့အရောက်မခံသည့်လူစားမျိုးဖြစ်ဟန်ရှိသည်ဥပရိယုတ်ကောင်းသလောက်ကာမဒုက္ခလိက္ခာနုယောဂကျင့်သုံးပုံကိုအကဲခတ်နိုင်သည်မိတို့ပင်ဖြစ်စဉ်သဘောထားဖြောင်စင်းလျက်နှစ်လိုပွဲသောအစင်းရှိသူတဦးဖြစ်ကြောင်းကိုကကျမသိလိုက်ပါပြီဟောဒီမှာတိတိမာရောက်ပါပြီအစဉ်သာသူကကျမကိုစောင်းငဲ့၍ကြည့်လိုက်သည်ကျမကလည်းသူ့ကိုသာတီတီကြီးကြီးဆူဆူဆိုင်ဆိုင်ကြည့်နေလိုက်သည်သူ့စက္ခုဝိညာဉ်နှင့်ကျမယူပါယုံသည်တန်လိုက်နှင့်အတ္တဖွယ်ဖြစ်နေပါပြီကဲတိတိမာကိုအိမ်ကိုရာလိုသဘောထားပြီးပျော်ပျော်ပါးပါးနေပါနော်အင်းစီအမှုလုပ်များကလည်းကျမနဲ့မချာခါစားယူသည်ကြပါလိမ့်မယ်ဥဒ္ဒရာဤစကားကိုကျမကလက်ခံလိုက်သည့်သဘောနဲ့ခေါင်းငိမ့်လိုက်သည့်အချိန်တွင်နန္နာကတော့ကျမဤတကိုယ်လုံးကိုခြေဆုံးခေါင်းဆုံးကြည့်နေသေးပင်ဖြစ်သည်သူအကြည့်ရဲသလောက်ကျမကလည်းပတာရကိုစွန့်ကြဲနေပါသည်တထေးကြော်သည်ဒုက္ခင်မောဤအကဲခတ်ပုံကိုခတ်ပြုံးပြုံးနှင့်လှလူပြုလိုက်သည်မစွားကပင်အစားစာအရာရာလေးနှင့်မယားသဘောတူစစ်စင်ထားသည့်အလားနောက်ထပ်ထူးထူးထွေထွေမပြောတော့ပဲဥဒ္ဒရာကကျမကိုရင်ကျေးစွာနှုတ်ဆက်၍ထွက်သွားပြီးသည့်နောက်ဂရီဘာခန်းစည်းကာထားသည့်အပြင်ဘက်တကားမကြီးကိုပိတ်လိုက်တန်ကြားရပါသည်မတုံမလုံးဖြစ်နေသေးသူနှင့်ကျမနှစ်ဦးထဲသာလွတ်လပ်စွာကြံရင်ခံမှန်းတည်တဲ့ဖြစ်လူရှိရာသို့ရဲရဲဝံ့ဝံ့တလန်းနှစ်လန်းတိုးသွားပြီးသူ့ရှေ့တက်တက်မမက်မှရက်လိုက်သည်ပိရိမာကိုမနစ်လိုရင်နောက်ဆက်မပေးချင်ပါဘူးမောင်မောင်ကျမစကားကငိုင်မြင်းနေသူကိုထိပ်ပတ်၍အနိုးခံရတကဲ့သို့ရှိပါသည်အိုးဒီလိုမဟုတ်ပါဘူးဧည့်သည်တယောက်ကိုပြူပြူငါငါမရှိဘုံကအခမ်းနာမဟုတ်ဘဲပြန်နေနေတာနဲ့မတူဘူးလားဒါမှမဟုတ်ရင်လဲအတဝကုတ်ခန်းနဲ့ယဟန္တာကြီးများကျမဖူးတွေ့နေရပြီလားပြုံးကနေတော့အံ့ဩတော်မီလို့ပါတိတိမာအံ့ဩတယ်ဘာဖြစ်လို့အံ့ဩရတာလဲအော်အိမ်မက်များမက်နေတာလားလို့ထမင်းလုံးတစီအချောက်ခံနေရတယ်လို့များမက်နေတာလားယင်ကိုအလှကိုတိရသားနဲ့တော့တစ်ဖက်လူကိုငေါ့ဖို့မကောင်းပါဘူးကွယ်ကျမကတမင်အတန်တာတာကလေးဖြစ်အောင်ရေလိုက်ပါသည်သူကတော့မရင်နိုင်မပြုံးနိုင်မျက်တောင်မခက်စွန်းစွန်းဆာဆာကြည့်နေသေးပင်ဖြစ်ပါသေးသည်ဒါကိုပင်ကျမကကျင်းနေရသည်လှန်သွားဖြင့်အသားကိုထိုးသောတရားဆွဲနိုင်၏မျက်စိဖြင့်အသေးတွင်သို့ထိုးနှစ်သောတရားမဆွဲနိုင်သို့သောဒဏ်ရာကဒုမြချေ၏လို့နိတိဆရာကဆိုပါတယ်မောင်မောင်ထိုအခါမှသူကပထမဆုံးပြုံးခြင်းဖြင့်ပြုံးပြလိုက်ကပြန်၍ခြေပလိုက်သည်မြစ်တာသည်အသေးသို့စူးဝင်သောမြားစိတ်ပြီးပြေးစေပါသည်တိတိမာဤနေရာတွင်ထိုင်ဆန်းပါအောင်ဟုသူအနာကဂဒီပါနေရာခင်းကိုလက်နှင့်တက်၍ဖိတ်ခေါ်လိုက်သည်သို့သောကျမကပြုံးကန်နဲ့မထိုင်သေးပါသူကိုယ်တိုင်ကိုထီလက်ရောက်ငင်ယူယူကိုဂုံယူလိုက်ရှင်ပါသေးသည်ကိုထက်ပြောရရင်ကျမ၏အလှပေါအောက်ဝဲဒူးထောက်၍အညက်ခံစေခြင်းသေးသည်ငွေကြေးနှင့်ဝယ်ယူရသည်ဟုသူဆွဲမဲ့ထားတာမျိုးကိုကသူ့ပိုင်နဲ့မှုကျမလုံးဝလက်မခံလို့ပါအချို့သောတက်ညာသည့်ယောက်ျားများဟာမိမသားရဲ့အင်ဂျီဝိယုံကိုကူညီပြီးတိုင်းစီပေးတတ်တယ်ဆိုပါကလားမောင်မောင်ရဲ့ကျမ၏အပေါ်ယံဖဲဝိယုံကိုချစ်လိုက်တော့မိဟန်ပြူစဲတွင်သူကထိုင်နေရာမှထား၍လောကဝတ်ပြုပါသည်ကျမကသူအင်ကြီးချွေယူနိုင်အောင်သူ့ကိုချောပေး၍အစဉ်သည့်အနေထားတွင်ရက်လိုက်ပါသည်ပခုံးတစ်ဖက်ကိုကိုင်းကကျမ၏ဝိယုံကိုချွတ်ခွာလိုက်သောအခါကသူ့နှာထဲမှပူနွေးသောအတတထွက်လေသည်စံနုစံရင်ကလေးများဝဲနေသည်ကျမ၏လက်ကုပ်ကိုတိုးဖွေသွားပါသည်ဝင်သက်အနေနဲ့က
ကျမကုတ်ဘောကကရုဏာကိုသူတည်ယူသွားပြီးဖြစ်ပါသည်အပေါ်ဝိယုံမှကင်းကွာသွားပြီးဖြစ်သောကျမ၏ခန္ဓာကိုယ်အထက်ပိုင်းမှာတိတ်သီးသောကိုယ်ချမ်းအင်ကြီးလက်တို့ကလေးအောင်၌တစ်တစ်ရရဖြစ်နေပါသည်အဝိအဝိုက်အရှိုက်အဖိုတို့သည်လဲဟိုက်အင်ကြီးကြားမှဝဝဝဝပြနေပါသည်အင်ဂျင်နှင့်ပိုးသားထမိန်မိအောင်ဖုံးမထားနိုင်ပြီးကျမ၏ခါသားကရွှေကပတ်အထက်ကသူ့လက်ထွာဆိုင်အတွင်းမှာဝင်းဝင်းဝါဝါရှိနေပါသည်ပိုးသားထမိန်အောက်တင်မူစင်နာမောင်းကဲ့သို့ဖြောင်ရှင်းရှူးတယ်သွားကြသည့်ပေါင်နှံများကိုအထင်းသားမြင်နေနိုင်သည်ကျမ၏အငွေ့ကျမ၏အနက်ကျမ၏အလှသည်သူ၏ရုပ်ရောနံမှာမလုံနိုင်အောင်စုပ်ကန်၍ဖမ်းလိုက်သည့်ကိုညက်တစ်ခုဖြစ်သွားပါတော့သည်ဒါဟာကျမအလုံးမဟုတ်ပါလားလှလိုက်တာတီတီမာလှလိုက်တာဒီနေ့ဒီရက်အထိတီတီမာကိုမတွေ့ခဲ့ရတာတော့ကိုယ်တောင်ခွလွတ်နိုင်စရာမရှိတော့ပါဘူးကျမ၏တကူလုံးကိုတိမ်ကျုံ၍ဖက်ပြီးညင်းညင်းညူညူအငမ်းမရဖြစ်လာပါပြီလောမကြီးပါနဲ့မောင်မောင်15ရက်သောကာလပတ်လုံးခြေရင်းမှလှုပ်ကြွေးဖို့ငွေပေးထားတာပြီးသွားမှာမဟုတ်ပါဘူးသူ့လက်နှစ်ဖက်ကိုဖြည့်၍ကျမကတလွန်ညောင်ဆောင်မှာခတ်ထောင်းဆောင်လေးထိုင်လိုက်ပါသည်သူကရွှေကရားမှတေအရက်ကိုငှဲ့ပေးရင်တီရီမာကိုစားတွေ့တဲ့မင်္ဂလာထိတ်မှတ်ဖြစ်တောက်လိုက်ဆိုလားကျမကအလိုက်တည်ယူလိုက်ပါသည်သူ့ရွှေကန်းနဲ့တစ်ချက်ထိလိုက်သည်သူနှစ်ချိုင်ချိုင်မော့တောက်လိုက်သည်ကိုကြည့်ပြီးကျမကနှုတ်ခမ်းကိုဆွတ်လိုက်ရပါသည်မောင်မောင်တေအရက်ကိုနှစ်သက်သလားယင်ဘာဖြစ်လို့မေးတာလဲတီရီမာတေအရက်ဆိုတာနှုတ်မြိန်တယ်ဝမ်းမီကောင်းတယ်ကိုယ်စိတ်ပေါ်ပါတယ်အင်အားဖလားတန်ပါတယ်မဟုတ်လားကျမကလက်ထဲကရွှေဘက်ကိုလှက်ပတ်ကြည့်ပြီးမှဆွေလမန်းထဲသို့အသာကလေးအမှုပညာဆန်းဆန်းချထားလိုက်ပါသည်နောက်တော့သူ့မျက်နာကိုခတ်ပြုံးပြုံးခတ်ထိထိမျက်လွှာကိုပင့်ကြည့်လိုက်ပါသည်ထိုအကြည့်မျိုးကိုမြည်သည့်ယောက်ျားမှခံနိုင်ကြမရှိပါဘာပြောချင်လို့လဲတီတီမှာဘလို့ဝေဖန်မှာတော့တေအရက်ကိုမုန်းသလားမင်းယောက်ျားများအဖို့သူရာဒုဒ္ဒအဋ္ဌိဒုဒ္ဒရဲ့လို့စီးကြတယ်မဟုတ်လားကိုမိမကိုချစ်တတ်တဲ့လူဟာအရက်ကိုမချစ်ရဘူးအရက်ကိုချစ်တဲ့လူဟာလည်းမိမကိုချစ်ရမရဘူးဒါအဖြစ်အရက်ကိုတောက်ပြီးမိမကိုချစ်တယ်ဆိုရင်ကောလူတယောက်ဟာပခုံးတစ်ဖက်ထဲနဲ့ရေဦးနှလုံးမရွတ်နိုင်ဘူးပခုံးနှစ်ဖက်မှာရေအိုးတစ်လုံးစီထားရင်ကောဒီရေအိုးတွေကိုလက်ပတ်နဲ့ထားပြီးကင်မမလဲဟဲတီရီမှာနှုတ်မှုရေးရာလင်္ကာတန်ဆန်ပါတလားကွယ်တချို့ပညာရှင်များကတော့အရက်ကိုတကြိုက်မိန်းကလေးကိုတနန်းကြပြတချင်းတပုတ်ဒါကိုပဲကာမစည်းစိမ်မှုရဲ့သမုတ်ပါကလားပညာရှိပြောတာမှန်ပါတယ်အရက်ကိုတန်ငုံတကြိုက်ကမပိုရင်လေအဲ့ဒီနှုံးနဲ့ဆိုရင်မိန်းကလေးကိုလည်းတနန်းလောက်နဲ့ပဲအာသာဖြေပေါ့ကြပြတချင်းကိုလည်းတပုတ်ပဲနားထောင်ရမယ်နော်အော်မင်းပြောတာကိုသဘောပေါက်ပြီးတီရီမှာမင်းဟာတကယ်ဆိုတော့နယူပဒေဒကတိကကလေးပါလားသူကဟဟပပပျော်ရွှင်ရွှင်ရီမောနေပါသည်သို့တော့သူ၏ရီမောခြင်းသည်ပေါ့ပေါ့ဆဆပြည့်ရန်ပြူခြင်းမဟုတ်ဘဲကျမအားတကယ်လေးစားကြောင်းသိတာနေပါသည်ထို့ကြောင့်ကျမဟာလေးလေးနက်နက်ပင်စကားကိုဆက်ရပါသည်ဧကဒဆိုတာကတခုတည်းသောအယုံကိုအယုံပြုတဲ့သဘောခေါ်ပါတယ်ဘယ်တော်ဖြစ်စေတပြိုင်တည်းစိတ်နဲ့မျိုးမထားနိုင်ကြပါဘူးဟုတ်ပါပြီကျုပ်သဘောပေါက်ပါပြီဒါပေမဲ့အရက်ဟာကမ္မဂုဏ်အရာမှာယတာယနာစီစွမ်းကောင်းတက်လက်ဆိုတာကောအာဂန္ဓုကခဏလာလေတဲ့ဧည့်သည်ကိုတသက်လုံးအားကိုးရမှာလားမောင်မောင်တေးအရက်ထဲမှာခဏလေးသာသွေးသားတွေစူပွက်ပြီးရမက်ဆိုတာကိုနှိုးဆွနိုင်တဲ့တတိမျိုးပါဝင်ပါတယ်အင်မတန်ရှိခင်နှစ်သက်တဲ့ဧည့်သည်တယောက်နေရင်းကိုပြန်သွားတော့ဧည့်သည်မရောက်ခင်ကားထက်ပြင်း6တွေ့လာတယ်လို့မထင်မဲ့ခဲ့ဘူးလားဒီသဘောတရားပါပဲအာဂန္ဓုကတတိဩဇာကုံသွားရင်မတောက်ခင်ငါထက်နွမ်းလျာမိမောနေတတ်ပါတယ်အမလီဓာရုယတပိသစ္စဆီယာမာလေးရဲ့
အာရပါရချီကျွရင်ကျမ၏တကိုယ်လုံးကိုတိမ်ကြုံပွတ်ဖက်ယူလိုက်ပါသည်မောင်မောင်နေအောင်လေတိရိမာဟာတမားတော်ဇီဝကရဲ့နှမဆိုတာမမေ့နဲ့အောင်မလေးထူးဆန်းလာကြီးရဲ့လားတိရိမာဘယ်ပုံတော်ဆက်ကြတာလဲရှားစကြိုပြည့်စင်ဗိမိသာရမင်းကြီးကခန့်အပ်ထားတဲ့ပြည်ရစာအမျိုးသမီးတာလာဝတီဟာတိရိမာရဲ့ဝိသမီခင်မှာမောင်မောင်တိရိမာကိုမဖွားခင်ကမေတော်နဲ့ဘရင်သားတော်အဖေရမင်းသားတို့ရင်မားတော်မူကြတဲ့အတွက်ဇီဝကကိုဖွားမြင်ခဲ့ရပါတယ်တကယ်ဆိုတော့ဇီဝကနဲ့တိရိမာဟာမအေတူဖေခွဲမောင်နှမလို့ဆိုရမှာပေါ့ကဲဒီလိုဖြင့်ပုရိသယောက်ျားမောင်တို့လိုလောကီသားတွေအတွက်စေကောင်းတလက်ဖော်ဆက်ပေးနိုင်ပါမလားတိရိမာကျမကခက်လောင်လောင်ရဲတန်းတွေးပြီးသူမေးစေကိုလက်ညှိုးဖြင့်ပင့်တင်၍မချိုမရှင်ကြည့်လိုက်ပါသည်ဒီစိတ်တွေကြောင့်မယားအလှဥဒရာဟာအထင်ကတီလမဆောက်တည်နိုင်ရှာတာထင်ပါရဲ့နော်ကျမစကားကသူ့အရှိုက်ကြားကိုကလိ၍ကစားတယ်လို့ဖြစ်သွားပါသည်ဟုတ်တယ်လေဒါပါဖြစ်လေမောင်တို့ဖခင်လက်ထက်ကလေးကကိုးကွယ်လာတဲ့နိကန္ဒဆရာကြီးတွေကအရွယ်ကောင်းတုံးကာမဂုဏ်ကိုသုံးဆောင်ခံစားပြီးဒူအိုလို့ကာမဂုဏ်ခန်းတဲ့အခါယဟန္တာဖြစ်နိုင်တယ်လို့ဆိုထားတာပဲကာမဆိုတာလိုချင်တာမှန်တယ်မြကာမလို့ဆိုကြတယ်လေမောင်မောင်မလိုချင်ဘူးလို့ဘယ်ခါမှစီးပါမလဲကဲပါကွာမင်းနဲ့ကျုံနဲ့ဝါဒချင်းပြန်ရအောင်ဒီအခန်းနဲ့ရှင်ထိုင်နေကြတာမဟုတ်ဘူးစေနီကောင်းလေးများသာတက်နိုင်ရင်ဖော်ဆက်ပေးစမ်းပါယတ္တယနာလို့ခေါ်တဲ့စားဖွက်တစ်မျိုးတော့အကျိုးအာနိသင်ရှိတာတွေ့ရပါတယ်ရေမထဲသောကျွန်းတို့မှဖြစ်သောစရုထနုဒံ64ဘူဖြူသောတကြား32ဘူနွားနို့128ဘူတို့ကိုရောနှောမှွေနှောက်၍မျိုးတစ်အဝတွင်တန်ရှင်းစင်ကြယ်သောပိုက်ကိုစီး၍နှောပြီးသောဝိထုစုကိုအတန်ငယ်စီယူ၍ပိတ်ပေါ်တွင်လေးညှင်းငရုတ်ကောင်းတို့ကိုမီးတင်း၍၎င်းအမုံတို့ကိုမွေးယုံများခက်ပယုတ်လဲစီးစင်းငယ်များခက်ဝတ္တနာဥဒုမတပါအခြားသောဥဒု၌အမြဲစားသုံးအပ်၏ဟုဆိုပါရမောင်မောင်အကျိုးကကောကွယ်အားကိုဖြစ်စေတတ်၏နှွေအခါဖြစ်သောဂိမန်ဥဒုတရထဥဒုတို့၌နေဘူးဖြင့်နှိပ်စက်ကုန်သော6ကပ်ကုန်သောသူတို့သည်၎င်းမယားများကုန်သောသူတို့သည်၎င်းခရီးသွား၍ပင်မန်းကုန်သောသူတို့သည်၎င်းသုံးဆောင်အပ်ကုန်၏လို့ညွှန်းပါတယ်နောက်ပြီးဘာနုမှဖြစ်သောထောဘက်သည်လည်းဉာဏ်ပညာတည်တယ်ခြင်းကြက်သေးရှိခြင်းအိုခြင်းနာခြင်းကိုဖျောက်၍အသက်ရှင်နိုင်၏လို့ယတ္တယနာအနေနဲ့ဆိုပါတယ်ကျေးဇူးကြီးပါပြီပညာရှင်ပါလေးရဲ့မောင်မောင်ဒီနေ့ကစပြီးတရေကိုမသုံးတော့ပါဘူးထောဘက်နဲ့တကွအလိုရှိသမျှပစ္စည်းတွေကိုမင်းလက်ထဲအပ်ပါမယ်မင်းရဲ့ကိုယ်ပိုင်တည်တံ့ခန်းမှာချက်ဆက်၍ပြီးပါလားတီရီမှာမောင်မောင်အလိုရှိသမျှပေးဆက်ရမယ်တာဝန်ရှိသူပါတထေးမင်းရဲ့သူကအမျက်တနိုးရေခွင်တွင်းမှာပွေလျက်တင်းတိမ်ကာထားသောသစ္စာလီဘတ်တို့ကျမကိုဆောင်သွားပါသည်ထိုအခိုက်တောက်အောက်ထက်အရှိခန်းစီမှရုတ်ရုတ်တဲတဲမတဲမကွဲအတန်ကိုကြားလိုက်ခြင်းကြောင့်ဘာတန်တွေလဲမောင်မဟုအထစ်တက်လက်မေးမိသည်။အိုကွယ်ဗုဒ္ဓကြားလာချိန်ကြီးလို့ဥဒ္ဒရာတို့ပြင်ဆင်ကြတာပေါ့။ကျမစိတ်ထဲဝဲထိတ်ခနဲတော့ဖြစ်သွားပါသည်။ကိလေသာအာယုံကာမဂုဏ်တို့ကိုတုတ်တင်တော်မူနေသောဗုဒ္ဓနှင့်တထိုက်ထဲအတူရှိနေလျက်ကျမမှာတော့ကိလေသာပွားအောင်ယောက်ျားတစ်ယောက်ကိုအမှောင်တွေဆွဲသွင်းနေရပါတကားဟုဆက်စနိုးဖြစ်လာချိန်တွင်သူကကျမကိုငုံ၍ပြောလိုက်သည်ဧကာကတဆိုတာတခုတည်းသောအာယုံလို့သူမှပြောခဲ့တာနော်နန္ဒတထေးဤရင်ခွင်ထဲရောက်သည်မှာတနေ့နှစ်ပတ်ကြာလွန်ခဲ့ပါပြီရေမိုးသုံးသက်ရန်နတ်တာခြေတရန်အဝေအစားလဲလည်ရန်ကျမကိုပိုင်အခန်းကိုနေ့စဉ်ကကဲ့သို့ပြန်လာခဲ့သည့်အခိုက်ယနေ့မှာတော့ဘာတစ်ခုမှမမေရရမလုပ်ဖြစ်သေးပဲခောက်တုတ်ခောက်ပြန်လန်တန်လာရင်စဉ်းစားနေမိပါတယ်
တမနီနာတမနောဂောနီနာဂောနောမှန်ပါသည်ကိလေသာခေါင်းမသူနှင့်တရားကျင့်သူတို့သည်အပေါင်းအဖက်ဖြစ်နိုင်တဲ့ကဲ့သို့ရာဂထူပြောသည်နတိုးကျိုးပြတ်နှင့်နောင်းရည်မောင်းငှက်ရေချတို့မှာအလွန်အဆင်ပြေသောမိတ္တကဖြစ်နေပါ၏နေ့စဉ်နှင့်အမျှဗုဒ္ဓဝေယဝိစဖြင့်အထင်ကသီလမြဲနေသောဥဒ္ရာနှင့်ကာမဘောဂီလောကီဘုံသားနန္နာတို့စီဝါမကိုက်ရွှေသွားနောက်လိုက်မညီသည်မှာတဘာဝအတိုင်းဖြစ်ပါသည်ကျမနှင့်နန္နာအဖြစ်မှာတော့တန်လိုက်နှင့်အသွားကဲ့သို့ရှိပါသည်တစ်ဖက်သားဤရမန်အားကိုဖျားယောင်းသွေးဆောင်တိမ်သွင်းရသည်မှာပြည့်တစားမဤလုပ်ငန်းမျှသာဖြစ်၍တန်လိုက်နှင့်ပမာတူပါသည်သို့သောတန်လိုက်ကမြူ၍အသွားကပြေးကပ်သောအခါထိုအသွားကိုတန်လိုက်ကပြန်၍စုတ်ခွာတွန်းလှန်ခြင်းမပြုနိုင်ပေအမြင်အားသာဆွဲ၍အနှင်အားမဆွဲအသွားကပ်နေသလောက်တန်လိုက်ကအကန့်ခံနေရမည်ဖြစ်ပါသည်တနည်းဆိုသောတန်လိုက်ကပင်အကွာမခံရင်သည့်တဘာဝဓမ္မမဟုတ်ပါလောကျမစိတ်ကိုကျမသိပါသည်ကျမနန္ဒကိုတကယ်နှစ်ကာရှင်းမိနေပါ၏ဥဒ္ဒရာအားကျမသစ္စာဖောက်နေပါပကောယခုကျမဘဝကိုဖောက်လဲဖောက်ပြန်လုပ်ရမည်လားကျမသစ္စာဖောက်ခြင်းမဟုတ်ပါအဲကြောင့်ဆိုသောပြည့်တစားအဖြစ်ကတာမန်ဇနီးများအဖြစ်သို့တောင်းတလာခြင်းသာဖြစ်ပါသည်ညာနာနှင့်တွေ့လိုက်ခြင်းသည်တကက်အိမ်ယာတီထောင်သည့်နေချစ်မရရှိအရှိစစ်အရှိမှန်ကိုတရုတ်တကန်ထင်ရှားလာနိုင်ခဲ့ပါသည်လောကတန်ထွာလင်းယူပြီးတောင်းမွေးကျင်လာပါသည်ဇနီးမယားအဖြစ်သမီးသားတွေကိုချစ်လာခြင်းပါသည်ကိုလင်ကိုသားကိုအိုးကိုအိမ်နှင့်တင်းထဲဝါနေလိုခြင်းမှာမိမတို့၏ဓမ္မတာဖြစ်ရာပြည့်တစားဤစိတ်ထားပြည့်တစားဤဘဝကိုယူမိုးဆက်ဆုပ်လာခဲ့ရပါပြီတန်ရှင်းသောလူလောကဝယ်ပြည့်တစားဟုသည်ကမလိုလားအပ်သောစုနှောက်များပေယခုကျမဖြစ်ရသောဘဝကကျမရဲ့ကိုယ်ကအများပိုင်ဖြစ်ပါသည်ပုဂ္ဂလိကတဝူတယောက်အတွက်သာမဟုတ်ရာဂ၏တောင်းကြမှုသည်မေတ္တာ၏ကျင်နာမှုနှင့်စီနက်၍ကြွသလိုကြွာကြောင်းရက်ရှည်ကာလများပေါင်းလာရတဲ့ဖြင့်ကောင်းကြီးရိပ်မိရပါတော့သည်ကျမဘာလို့ရမလဲဘာများကိုတက်နိုင်ပါသေးတယ်လဲမျက်နာကိုလက်နှစ်ဖက်နှင့်အုပ်၍တရှုပ်ငူချလိုက်မိပါသည်ယောက်ျားတကား၏အာသာငယ်ဆွလန်းတမတ်မှုသည်ကိုယ်ပိုင်လင်သား၏ဂယုဏတရားလောက်လေးပေအရသာမရှိပါတကားကျမအားရအောင်ငိုပြီးသည့်နောက်ပြင်းမောက်သို့အမတ်မထင်တွားရနေလိုက်သည်ဗုဒ္ဓဝေယဝိစဖြင့်ကြေးကျွန်အမှုထမ်းများအားတမင်တပန်းပြောဆိုခံခွဲနေသည့်ဥဒ္ဒရာ၏အတန်ကိုကြားလိုက်ရသည်သူမှာကြည်လင်းပျော်ပါပါနှင့်ကျမရဲ့နေရာပဒင်းပေါအောက်တက်မှရှိသည်ကျမကသူ့ကိုပင်မလိုတမာဖြစ်လာရသည်တဏပေမနှင့်မဆက်ဆံမှုထားသူ့မှာအဖိုးတန်လေးယောက်ျားရှိသေးသည်ကျမတွင်ယောက်ျားတွေအများကြီးရှိလျက်နေအဖြစ်နှင့်တယောက်မှမရခဲ့နက်ပြန်15ရက်နှင့်ပြည့်လျင်နှင်းသားကင်းမဲ့သောအိမ်သို့ပြန်၍ဆက်ရှုပ်ပွဲဝဲဩဃရထဲမှလည်နေရမည်အကယ်၍ဥဒ္ဒရာသာတည်ပြီးငါသာနန္ဒ၏တရားဝင်ဇနီးပြရလျင်ဆက်၍မတွေးခွင်းတော့ပဲသူ့ကိုကြည့်ရာကမျက်နာလွှဲလိုက်ရသည်ကျမ၏မျက်စိရောက်သွားသောနေရာကအခန်းတွင်ယတယနာစီအတွက်ကြိုးချက်ထားသောထောပတ်အိုးဖြစ်သည်မိကြီးမိကဲရတောက်နေသောမိဘပေါ်တွင်ထောပတ်ကပုတ်ပွက်ဆူလျက်ရှိသည်တပိတ်တာလောက်ရှိသောကြိုက်ဆူနေသည့်ထောပတ်အပူသည်လူတယောက်ရှိအသက်စီဝါကိုတခဏချင်းဖျက်ရွှေနေကြောင်းကျမစဉ်းစားလိုက်မိသည်ဟိုခိုင်ကလေးမှာဘလူတရဲစိတ်ဝင်၍ဘလူတရဲစိတ်ဝင်ရင်ဥဒ္ဒရာအားငိုကြည့်လိုက်ပြန်သည်ဤအခါတွင်ဥဒ္ဒရာကအမတ်မထင်ကျမကိုမြင်၍ပြုံးကြလိုက်သည်သူအပြုံးမှာအလွန်ကြည်လင်တန်ရှင်းလာသောကြောင့်ကျမ၏ဦးခေါင်းကိုတူနှင့်နှက်သလိုခံစားလိုက်ရသည်ကျမအမုန်းကိုသူ၏အပြုံးကတိုက်ခိုက်လိုက်ခြင်းဖြစ်ဟန်တူပါသည်ဒင်းကအခုထိငါ့ကိုအနိုင်ယူတော့မှာကလားကျမဘာမှမစင်စားနိုင်တော့ပဲမိဖို့ဘောကကြိုက်ဆူနေသောထောပတ်အိုးကိုတတိကြီးစွာဖြင့်တည်ယူလာပြီး
ဥစ္စာခေါင်းမော်တို့လောင်းချလိုက်ပါတော့သည်အမလေးဘယ်နဲ့လှုပ်လိုက်တာတော့ဟုဝိုင်းအော်ကြသောအတန်ကိုကြားလိုက်ရပါသည်ဥစ္စာ၏အတန်ကလုံးဝမကြားရတော့မကြခင်တိုက်တွင်းရှိလူအကောင်ရုတ်ရုတ်ရက်ရက်ဖြစ်သွားကြသည်တိုက်ပေါ်သို့ပြေးတက်လာကြသောစူးစူးညံ့ညံ့အတန်တွေကြားရသည်ကျမ၏အခန်းတစ်ခါးကိုအတင်းဖွင့်၍ယောက်ျားမိန်းမများစွာကကျမကိုဆွဲထုတ်သွားကြပါသည်ဟေ့အော်ဆဲရ၍ရိုက်နှက်နှိပ်စက်ကြသည်ကျမ၏မနောကံမြန်ဆန်သလောက်ကာယံကံကပါသွားပြီးလျင်ယခုကျမအရိုက်နဲ့ခံရသည့်အခါမတကလေးအထိဘာမှကြားလိုက်သည်မဟုတ်နန္ဒာကဘူးမတိဘာမတိနှင့်အလန်တကြားသူအခန်းမှထွက်၍တားလိုက်သည်ဟဲ့တီတီမာကိုဘလို့ပြုနေကြတာလဲမဟုတ်ဘူးအရှင်သာသူတခင်မကိုထောဘက်ဘူးတွေနဲ့လောင်းချတယ်သူတေချောင်းကြံတဲ့မိမယုံဟင်ဥဒ္ဒရာတေချာပလားနန္ဒာဤဂယုနာတည်ရင်တန်သည်ကျမ၏ဘဝမှန်ကိုချက်ချင်းပြန်ပို့လိုက်ပါသည်ငါကအခါစားပြစ်စာမျှတာဖြစ်၍ဥဒ္ဒရာသည်နန္ဒာဤကျင်ရတထာတယံဝင်ဇနီးမရပါတကားစင်ကမမယားကထာဝရမယားဖြစ်လို့ဖြစ်ညာပြူမားမိသည့်တိုင်အောင်နန္ဒာဤမေတ္တာစိတ်ကငါအပေါ်မှာမဟုတ်ဥဒ္ဒရာပင်ဖြစ်ကြောင်းကျမသိရပါလေပြီဟဲ့ငါခင်မမကိုအနေမပြုကြနဲ့ဖယ်ကြပြေးဝေလာသောဥဒ္ဒရာကိုကြည့်၍ကျမလမ်း၍များပင်သွားသည်သူတကလုံးမှာထောဘက်ဘူးများနှင့်ဆွဲဆိုနစ်လျက်ရှိတော်လဲထူအပူသည်သူ၏မေတ္တာရည်ချမ်းကိုမလွှမ်းနိုင်ကြောင်းဒိဋ္ဌိတွေ့လိုက်ရသည်အောဖနမ်းပါလားထောင်းထူရိုက်ပုတ်၍ပြော့ခွင်နေသောကျမကိုဥဒ္ဒရာကဝင်၍ပို့ရှူလိုက်သည်သူမတော်တဆပြုံးမိတာဖြစ်မလားကွာခုဒေါသဖြစ်နေသူများအားနှစ်သိမ့်လိုက်သည်မဟုတ်ဘူးတခင်မသူကြနာနာလမ်းလိုက်တာကျမတို့တွေ့ရတယ်ကဲကောင်းပြီထားပါတော့ငါမှအနေမဖြစ်ဖဲစိတ်မဆိုးကြပါနဲ့သူကျေးဇူးတွေတို့ခံစားရတယ်မလားသူလာပြီးအစင်သားကိုပြုစုဖော်ရလို့တို့တွေဝိတက်စာဝိစာရတွေနဲ့ရှင်းနဲ့ဗုဒ္ဓကိုယ်တော်မြတ်ကိုဆွမ်းလို့ရွေးနိုင်ကြတာမဟုတ်လားကြည်စမ်းမအောင်ကွယ်ဒုက္ခများဒဏ်ရာတွေတောင်ရနေပါပြီကျမကိုပေါ်မှာဒဏ်ရာထက်ချက်များကိုပင်ကိုယ်တိုင်စေဝါလိမ့်ကြံမေးရှာပါသည်ဥဒ္ဒရာ၏အပြုအမူနှင့်အယူရတို့သည်ထောင်းထုပုတ်ခတ်သောဒဏ်ချက်တွေထက်ကျမအသေးကိုဝမ်းနဲ့ကြေခွဲစေပါသည်နန္ဒာကလည်းကျမကိုတစ်ချက်ကြည့်၍အပါမှလှက်ထွက်သွားပါပြီဟုတ်ပါသည်သူမရပေါ်ရက်ဆက်မှုကြောင့်ကျမကိုချက်ချုပ်သွားပါကောကျမ၏ရင်တွင်ဝင်မဟာသမုဒ္ဒရာကနှိုင်းတဘိုးကြီးများရိုက်ခတ်သလိုမိုင်မဲပြင်မာမှုနောင်ထလုံးကြီးများကရိုက်ခတ်နေပါသည်ကျမမျက်ရည်သည်ຫນွေလအခါဟိမဝင်တာမှစီနင်ကဲများဤပျော်ကြသလိုကြားခဲ့ရပါပြီကျမမှားပါပြီအမကြီးရဲ့သူတော်ကောင်းမကြီးရဲ့မငုံနဲ့ညမမငုံနဲ့ပုထုဇဉ်ဆိုတာရာဂပွားတလောက်မှားကြတာပဲအမကြီးကျမအပေါ်မှာခွတ်လွတ်နိုင်တာအံ့ဩမိပါတယ်အမကြီးညီမလေးလည်းတနေ့ကျရင်ခွတ်လွတ်နိုင်တက်လာပါလိမ့်မယ်ကွယ်ကျမကိုမုံတီးဆက်ချုပ်သွားတော့မှာပေါ့နော်ညီမကိုမုန်းလိုက်ရင်ထောဘက်ဘူးတွေကတကောလုံးနှိပ်စက်တော့မှာပေါ့အခုအမကြီးမှာဘာမှမဖြစ်တာကြည့်ပါလားဒါဟာညီမကိုမုန်းတဲ့မမုန်းတဲ့အထင်ရှားဆုံးသက်တည်ပါကွယ်ကျမကသူ့ကိုအာရပါရဖတ်ရင်ငိုလိုက်ရသည်တို့ကလိုငိုမှကျမအဘူးတက်တာသည်ဟုထင်ရသည်စီဘူးလောင်းချသူမှကျမဖြစ်သည်ထိုအဘူးမြောက်ရှင်းခံရသူကသူမဟုတ်ကျမပင်သည်အပြင်ပခန္ဓာကိုသာလျှင်မကကျမ၏နှလုံးသားကိုစီဘူးနှင့်ကြော်ခံရသည်နှင့်ကျမမိုက်ပြည့်ကြီးကိုအမကြီးကတိခံပေမဲ့အာကုသိုလ်ကတိခံပါတော့မလားကျမကြောက်လှကြီးရဲ့အာဟုတုကံကတိခံနိုင်အောင်အဖဗုဒ္ဓရှိပါတယ်ကွယ်ကိုတော်မြတ်ထံမှာတောင်းပန်လျှောက်ထားပါတရားရည်အေးတိုက်ကြွတော်မူပါလိမ့်မယ်ဗုဒ္ဓကပြည့်တစားမကိုလက်ခံမာได้လားကျမရဲ့စွမ်းကိုဖုံးပေးမာတယ်လားကျမကိုမဆက်ရှုံမရှောင်ဖယ်ပေးဘူးလားကျမကိုအပြစ်မတင်ပေးဘူးလားမိုက်ပါပြီညီမရဲ့ဝေနေရကိုရင်၌ဖြစ်သောတာကဲတို့တနာတော်မူတဲ့မဟာဂယုဏရှင်ကြီးပေါ့ကွယ်မမပြောဘူးတယ်လေမေ့သွားပလား
ပြည်တစားမဖြစ်ခဲ့တဲ့အမပါလီအမျိုးသမီးကိုတောင်ယဟန်မိမအဖြစ်လက်ခံတော်မူသေးတာပဲနောက်ပြီးမမညီမကိုပြောခဲ့တာကောမမကိုစားတထေးကလေးကိုလာရောက်ပြုစုတာဟာငါညီမအတွက်ကောင်းမှုကုသိုလ်အထောက်ပံ့ဖြစ်ပါလိမ့်မယ်လို့ကဲထပါကွယ်ထပါမှန်ပါသည်နန္ဒအားသူ့ကိုယ်စားဆောင်ရွက်ပေးမှုကကျမအတွက်ကုသိုလ်အထောက်အပံ့ဖြစ်ပါလိမ့်မည်ဆိုသောစကားကအမှန်ကြီးမှန်နေပါလေပြီယခုဗုဒ္ဓမြတ်စွာအားလှုပ်ကြွေးရန်900သောစွမ်းပွဲကိုကျမကဥဆောင်၍အချံအယံ900ဖြင့်ကျမအိမ်မှတကူးတကတဲခဲ့ပါသည်တထေးနန္ဒထံခါစားရန်လာစဉ်ကမြင်းပြူလေးကောင်ပါသောယထာပေါင်းချုပ်ကိုစီး၍လက်ပေါ်လော်လေသည့်စိတ်နှင့်ကိုတွင်မုံမှန်ချေတာလှတဲ့ထက်လှအောင်မာနဆောင်လာသောလာခြင်းမျိုးဖြစ်တော်လဲယခုတစ်ခေါက်မှကနေချကျိုးနွန်သောစိတ်မြင့်ဝါတက်ကြမှုမရှိသောကိုပကာဒနာမဆန်သောအဝိဒံစာတို့ဖြင့်ခြေလင်းသာလာခဲ့ခြင်းဖြစ်၍တရက်အတွင်ထူးခြားလာသောမိမိအဖြစ်ကိုနှစ်ထောင်းအားရကျင့်တဲ့ကဲ့သို့လမ်းတော်လမ်းလာရာဇကြိုလူထုပင်ကျမကိုကြည်ရင်သက်ရှူမောအံ့ဩနေပါသည်ကျမမှာကဗုဒ္ဓနှင့်ရင်ဆိုင်ရမည်ကိုတထိတ်ထိတ်ဥဒရာထံရောက်၍ဆွမ်းပွဲများကိုသူ့ကိုအပ်လိုက်ပါသည်သူကတာရုခေါ်၍ကြုံလင့်သည်သူမြစ်တာကတကဲ့အထုထဲကြီးမားပါပေသည်ကျမအားဆက်ဆံပုံမှာသူတော်ချင်းချင်းတတွင်းလွတ်လွတ်ပေါင်းဖွဲ့တိလိုက်ရတဲ့ကဲ့သို့ပင်ထို့အတွက်ကျမအားတက်ရပါသည်မကြာမတင်900သောယဟန်တို့အားအမှုပြု၍ဥဒရာ၏အိစေခန်းသို့ကြာလှမ်းဝင်လာသောဗုဒ္ဓမြတ်စွာအားဖူးမြင်လိုက်ရပါသည်လူအပေါင်းကတိတ်ဆိတ်လျက်လက်ရှုံမိုးနေကြရာဗုဒ္ဓ၏အစင်းကတိုက်ကြီးခမ်းမတစ်ခုလုံးကိုအလင်းရောင်ဟပ်လိုက်တဲ့ကဲ့သို့ရှိပါသည်ဗုဒ္ဓ၏အစင်းကိုမြင်လျင်မြင်ချင်းနန္ဒာကကျမကိုပြောသောစကားကိုတွား၍တတိယပါသည်လှလိုက်တဲ့တိရိမာရဲ့ဒီနေ့ဒီရက်ထိတိရိမာကိုမတွေ့ပဲနေခဲ့ရတာတော့ကိုတောင်ခွင့်လွတ်နိုင်စရာမကောင်းမရှိဘူးယခုကျမကကိုကြိတ်ဆန်းမိပါပြီဗုဒ္ဓမြတ်စွာကိုဒီနေ့ဒီရက်အထိမဖူးတွေ့ပဲနေခဲ့တာတော့ကိုခွင့်လွတ်နိုင်ကောင်းစရာမရှိပါဘူးတိရိမာရဲ့ပြည်သူတို့နှလုံးကိုယူကျုံဆွဲငင်နိုင်အားရှိသူဟုထင်ခဲ့သောကျမအလှမှာမြင်သူကိုယာကစုပဲမိအလံတွေတက်စေသောအလှမြတာဖြစ်ပါသည်ဗုဒ္ဓ၏အရှင်းတော်ကတော့စုပွဲသောမိရှံမိတော့ကိုပျောက်စီကွဲစီငိမ့်စီအေးစီသောရေကြီးချမ်းမြအလှမျိုးပါတကားယခုမှအဖာဖေယဥဒ္ဒရာအဖာဖေယဟုဥဒ္ဒရာကတင်စားခေါ်ဝေါ်ခြင်းကိုသဘောပေါက်ရပါသည်ဆရာလိုကြီးညို၍ဖေရလိုချစ်ဖွယ်သောယူပနိကေပိုင်စဉ်ကြီးပါတကားထို့ကြောင့်ငွေသက်ဖရာဖြင့်ကျေးဇူးရှင်၏မေတ္တာကိုယုံမှန်အားကိုရဲဝင့်စေတဲ့ကဲ့သို့ကျမကတန်ခါအလဲလူပုံအလဲတွင်ပြတ်သားရဲဝင့်စွာလျှောက်ထားလိုက်ပါသည်ဘုံတော်အနန္ဒအဖရှင်တော်ဖေယတပည့်တော်မသည်ခင်မွန်းကောင်းဥဒ္ဒရာအားယမန်နေ့ကပင်မပြူကောင်းမပြူရာထောဘက်စီဘူးလောင်း၍တေချောင်းကြံမိခဲ့ပါသည်ဖေယထိုအပြစ်များမှချမ်းသာရန်ဖေယမြတ်စွာတပည့်တော်မကနောင်တာကြီးစွာဖြင့်လျှောက်ထားခွင့်မရပါသည်ဖေယဗုဒ္ဓသည်ကျမ၏လျှောက်ထားချက်ကိုတိခံခွင့်လွှတ်တော်မူကြောင်းတိတ်ဆိတ်နေခြင်းဖြင့်ဥပိ္ပခာပြုတော်မူသည်အတန်ကလေးကြာမှအင်္ဂါ၈ပါးနှင့်ပြည့်စုံတော်မူသောအတန်ဖြင့်ချစ်သမီးတိရိမာသူတော်ကောင်းကိုပြမခြင်း၌ကြီးမားသောအပြစ်ရှိသည်ဟုမှတ်လေလော့ဗုဒ္ဓကကျမအားချစ်သမီးဟုခေါ်လိုက်ပါသည်ဤတို့အခေါ်ခံရခြင်းပလင်ကျမတကိုယ်လုံးကြက်သိမ်းမွေးခြင်းထသွားပါသည်ကျမကျင်နေပါပြီကျမဘဝတစ်လျှောက်လုံးညင်ညူးခဲ့သည်များစိတ်ထဲကြနေသည်များယခုအားကျင်နေရပါလိမ့်ပြီချစ်သမီးဥဒ္ဒရာတိရိမာသည်ကြိုက်ကြိုက်ဆိုသောထောဘက်နှင့်လောင်းသောကာလအတို့နှလုံးရှိသည်နည်းဟုမေးတော်မူသည်တပည့်တော်မကတိရိမာကြောင့်ဌာနသီလကိုပြုခွင့်ရပေသည်ကိုတော်မြတ်ကိုဖူးခွင့်ရပေသည်တရားတော်ကိုနားခွင့်ရပေသည်ဤတိရိမာကကျေးဇူးရှင်ပေသည်လွန်စွာချစ်ကြည်သောမေတ္တာတည်းဖြစ်သာခံနေပါသည်ဖေယသာဓုသာဓုသာဓုဥဒ္ဒရာကျမ်းကျုပ်ခတ်ထံစောင်းမှန်အမျက်ကြီးသူကိုအမျက်မရှိခြင်းဖြင့်အောင်နိုင်ရ၏သူတော်မဟုတ်အကျင့်ရုပ်သူကိုသူတော်အချင်းဖြင့်အောင်နိုင်ရ၏ဝင်းတို့ဆင်းနေသူကိုစွန့်ကြဲပေးကမ်းလှူဒန်းခြင်းဖြင့်အောင်နိုင်ရ၏
ချွတ်လွဲဖောက်ပြန်မှန်စကားဆိုသူကိုသစ္စာစကားဖြင့်အောင်နိုင်ရာ၏ကျမသည်မျက်ရည်တတွေကြသည့်အထိပီတိအဖြစ်ကြီးဖြစ်ရပါသည်ဤမြသောတရားအစုဖြစ်ပင်ကျမစိတ်ကိုကျမလှခနဲသိလိုက်ပါသည်အယူအဆအလွဲမှားတို့ကိုဒိဋ္ဌသိလိုက်ခြင်းနှင့်ဒူလောယုံမှားခြင်းမှန်သမျှတို့သည်အယေကွန်ချွတ်ချုံလေတော်ငွေတော်ကဲ့သို့အဟောင်းကိုခွင်းလုံးကျွတ်ဆွခြင်းဖြင့်တိမ်ခနဲတုံသွားပါသည်မြတ်စွာဘုရား၏တခုတည်းသောတရားကိုပိုင်နိုင်ရဲရင်စွာသုံးသက်လိုက်နိုင်သည်ထိုမှတပါသောယုံကြည်အပ်သောတရားသည်အဖေမှမရှိဟုပြက်သားသိလိုက်ပါပြီကျမ၏စိတ်မှာဓမ္မအရာသာကိုတန်ဆင်းစင်ကြယ်တိကျစွာမြူးကွန့်ကျစားနေပါသည်နေအောင်ဟဲ့သောထက်ကောင်းငင်ကတိမ်ဖြူလွတ်သည်အဆုံးစမရှိပကတိဖြူစစ်ပေါ်ပါနေသည့်အလားပင်သာဓုတိမှာတင်ချစ်သမီးကအရိယမင်္ဂလာအရင်တို့ပထမအဆင့်ဆက်ရခိုးဝင်ပြီးဖြစ်ပေပြီဗုဒ္ဓ၏စကားသည်ဥဒ္ဒရာတို့တိုက်ကြီးတစ်ခုလုံးဩကောထေယလှုပ်ရဖြစ်သွားကြောင်းကျမကောင်းတတိထားလိုက်မိပါတော့တည်းကျမမျက်ရည်ကစုပ်ဆွဲလျက်နန္ဒမာဒဥဒ္ဒရာထေဤအပန္တန်ဒီနေ့ကတော့ဒီလောက်ပါပဲသာတော့ဆင်မိချသောတဝူးတယောက်ချင်းစီကိုကျေးဇူးတင်ပါသည်